ကျွန်တော်တို့ခုနေ့ကတော့ကုမ္ပဏီတွေမှာဆိုလို့ရှိရင် Power BI ကိုဘယ်လိုမျိုးတွေသုံးလဲPower BI နဲ့ပတ်သက်တဲ့ workflow ကို sharing လုပ်ပေးမှာပေါ့နော်အဲ့တော့ဆက်လိုက်ကြအောင်ဗျအဲ့တော့ဒီမှာတော့ကျွန်တော်ကဘာ example လေးပေးထားလဲဆိုလို့ရှိရင်save draw နဲ့ပတ်သက်ပြီးတော့ example လေးပေးထားတယ်ပေါ့ဒါကကြတော့ကျွန်တော်တို့ကုမ္ပဏီမှာဆိုလို့ရှိရင်Power BI သုံးတဲ့ workflow ကိုပေါ့နော်ကျွန်တော်ရဲ့အရင် experience အနေနဲ့ပေါင်းပြီးတော့ပြန်ပြီးတော့ဆွဲထားတဲ့ဟာလေးပေါ့အဲ့တော့ဆက်လိုက်ကြအောင်ဗျပထမဆုံးအနေနဲ့ CEO ကနေပြီးတော့ကျွန်တော်တို့ခုရက်တွေအတွင်းမှာဆေးတွေကအရင်ကျနေရပေါ့နော်။ဘာလို့လဲဆိုတာကို General Manager ကိုမေးတယ်ပေါ့။အဲ့တော့ General Manager ကနေမှတစ်ဆင့် data team ကိုပြန်ပြီးတော့ request လုပ်တယ်။ဘာလဲဆိုတော့ sale draw ဘာလို့ဖြစ်နေရလဲဆိုတာကို investigate လုပ်ခိုင်းတယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဟာကိုစောင့်ကြည့်ဖို့ဆိုပြီးတော့ daily Power BI report တစ်ခုကို set up လုပ်ခိုင်းတယ်။အဲ့တော့ data team စီကိုဒီဟာရောက်လာပေါ့နော်။ရောက်လာပြီဆိုလို့ရှိရင် data team အနေနဲ့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဘာလုပ်လဲဆိုတော့ဒီ save draw ဖြစ်ရတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့ဖြေဖို့အတွက်ဆိုပြီးတော့ business question တွေ identify လုပ်ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ business metric တွေကိုပါကျွန်တော်တို့ identify လုပ်ဖို့လိုတယ်ပေါ့နော် sales နဲ့ပတ်သက်တဲ့ metric တွေဆိုဘာတွေရှိနိုင်လဲပေါ့ဥပမာ save growth နဲ့ပတ်သက်တဲ့ဟာတွေဒီဟာတွေဆိုလို့ရှိရင်ဒီ metric တွေရဖို့ဆိုဘယ်လိုတွက်လို့ရလဲ calculation ဘိုင်းတွေပါကျွန်တော်တို့နားလည်ဖို့လိုတယ်ပေါ့နော်ပြီးတော့ Power BI ကိုလေ့လာရဲဆိုရင်ဘာတွဲပြီးတော့လေ့လာသင့်လဲဆိုရင်ကျွန်တော် suggestion ပေးချင်တာကတော့ business metric တွေနဲ့ပါတွဲပြီးတော့လေ့လာဖို့အကြံပေးချင်တယ်အဲ့တော့ကျွန်တော်တို့business question တွေကို identify လုပ်ပြီးသွားပြီဆိုရင်ဒုတိယအဆင့်အနေနဲ့ဘာလုပ်လဲဆိုတော့ဒီ question တွေကိုဖြေဖို့အတွက် data တွေ collect လုပ်ဖို့လိုတယ်အဲ့တော့ company မှာဘယ်လို data တွေရှိလဲဆိုတာမျိုးအကြမ်းမြင်ကြည့်လိုက်ကြအောင်အဲ့တော့ company မှာဆိုလို့ရှိရင်ကျွန်တော်တို့ database တွေdata warehouse တွေက data တွေရှိမယ်ဒါတွေကကြတော့ဘယ်ကလာနိုင်တာလဲဆို website တို့ mobile app တို့ဒါမျိုးတွေကလာနိုင်တယ်ပေါ့နော်ဥပမာ booking system မျိုးဆိုလို့ရှိရင်လည်းဒါ booking app တွေကနေလာနိုင်တယ် website ကလာတဲ့ data တွေရှိမယ်အဲ့ data တွေကို database ဒါမှမဟုတ် data warehouse ထဲမှာတင်ထားမှာပေါ့နော်အဲ့တော့ဒီ data တွေကိုလည်းကျွန်တော်တို့ကယူဖို့လိုတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့တချို့ကုမ္ပဏီတွေမှာဆိုလို့ရှိရင် customer service data တွေကကြတော့ third party software တွေကိုသုံးတာပေါ့နော်ဒါဆိုရင် third party software ကလာတဲ့ data တွေရှိမယ်အဲ့ data တွေဆိုလို့ရှိရင်လည်း data warehouse ထဲမှာမရှိရင် API တွေကနေမှတဆင့်ယူရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ internet tin data internet tin data ဆိုတာကြတော့ကျွန်တော်တို့ဥပမာ Excel ကနေပြီးတော့ကျွန်တော်တို့ယူရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ data တွေအကုန်လုံးကိုမှကျွန်တော်တို့က one lake catalog ထဲမှာ separate လုပ်ထားရလဲဖြစ်မယ်ဒါမှမဟုတ် Power BI ရ data dashboard တွေကိုကျွန်တော်တို့ကpublic လုပ်ထားရပေါ့အဲ့တော့ဥပမာ dashboard က3-4ခုရှိရဲဆိုအဲ့4ခုထဲမှာရှိရဲ data တွေကဘုံပါနေရဲဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ import မလုပ်ဘဲနဲ့ရှိပြီးသား data တွေကိုပြန်သုံးတာပေါ့နော်နားလည်လွယ်အောင်ပြောရမယ်ဆိုရင်ဒါမျိုးတွေအတွက်ကျွန်တော်တို့က one lake catalog က data တွေကိုယူတာဖြစ်နိုင်တယ်အဲ့တော့ database ရဲ့ data တွေကိုယူမယ်ဆိုရင် SQL သုံးပြီးတော့ကျွန်တော်တို့ကယူဖို့လိုတယ် Power BI နဲ့ကိုနောက်တစ်ခုကကြတော့ကျွန်တော်တို့ API ရ data တွေဆိုလို့ရှိရင်လည်း custom API တွေဆိုလို့ရှိရင် Python script တွေ public API တွေဆိုလို့ရှိရင်လည်း web ကနေပြီးတော့ယူလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဘာထပ်ပြီးတော့ပြောချင်လဲဆိုလို့ရှိရင် Power BI ကိုကျွန်တော်တို့လေ့လာပြီးွားရင်ပဲဖြစ်ဖြစ် Power BI လေ့လာပြီးရင်ဘာကိုလေ့လာသင်လဲဆိုရင် SQL ကိုလေ့လာသင်တယ်ပေါ့အဲ့တော့ Python ကတော့ကျွန်တော်တို့ခဏထားလိုက်အောင် Python မလေ့လာသေးလို့ရသေးတယ်ပေါ့နော် SQL ကတော့ကျွန်တော်တို့ဒါ essential ပဲဘာလို့ essential လို့ပြောလဲဆိုရင်ကျွန်တော်သိတဲ့လောက်ပေါ့နော်ကုမ္ပဏီတွေရဲ့ဒီ90% 99% လောက်တောင်ပြောလို့ရတယ်ပေါ့ကုမ္ပဏီအကုန်လုံးနှိပါမှာ database တွေက data တွေကိုသုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုး database တွေက data တွေကိုဆွဲထုတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုရင် SQL သိဖို့လိုတယ်ပေါ့အဲ့တော့ကျွန်တော်တို့ data analyst လည်းဖြစ်ချင်တယ် Power BI dashboard တွေစောင့်ချင်တယ်ဒါမျိုးတွေဆိုရင်ကျွန်တော်တို့ SQL ကိုမဖြစ်မနေလေ့လာသင့်ပါတယ်အဲ့တော့ဒီ data တွေထဲကနေပြီးတော့ Power BI နဲ့ကို import လုပ်တယ် import လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဘာတွေလုပ်လဲဆိုတော့ကျွန်တော်တို့ဒါ data cleaning တွေလုပ်တယ် data cleaning မှာဆိုလို့ရှိရင်လည်းဘာတွေလုပ်လဲဆိုတော့မလိုအပ်တဲ့ column တွေဖြတ်တာတို့ပြီးသွားလို့ရှိရင် standardization တွေလုပ်တာ missing data တွေ handling လုပ်တာပြီးရင်ကျွန်တော်တို့ duplicate column တွေကိုduplicate column တွေရှိမယ် duplicate row တွေရှိမယ်ဒါတွေကိုနဲ့ပတ်သက်ပြီးတော့ remove လုပ်တာဒီဘိုင်းတွေပါမယ်ပေါ့နော်data modeling ကကြတော့ကျွန်တော်တို့ဥပမာဆိုလို့ရှိရင်တချို့ business တွေမှာဆိုလို့ရှိရင် Excel data ပဲရှိရဲဆိုပါစို့အဲ့ Excel data မှာ तू ကတစ် file ထဲမှာပဲရှိသမျှ data တွေအကုန်လုံးကိုစုပြီးတော့ထည့်ထားတယ်ဒါမျိုးကို flat file လို့ပြောတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က flat file ကိုဒီတိုင်းမထားဘဲနဲ့ဒီကောင်တွေရဲ့ duplicate တွေကို short ချခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြန်ပြီးတော့ table တွေခွဲဖို့လိုတယ်ပေါ့နော် table တွေခွဲပြီးတော့ relationship စောက်ဖို့လိုတယ်ဒါကိုဘာလို့ခေါ်လဲဆိုရင် data modeling လုပ်တယ်လို့ခေါ်တယ်ပေါ့နော်
ပြီးရင်နောက်ထပ်ကကြတော့ကျွန်တော်တို့ chat တွေဆွဲမယ်ပြီးရင်ဆွဲလို့ရတဲ့ chat တွေကိုမှပြန်ပြီးတော့ dashboard တွေ develop လုပ်မယ်လုပ်ပြီးသွားတဲ့ dashboard တွေကိုမှကျွန်တော်တို့က Power BI ရဲ့သူ့ရဲ့ cloud ဖြစ်တဲ့ Power BI service မှာကျွန်တော်တို့က public လုပ်မယ်ပေါ့နော်ပြီးရင် relevant team တွေကိုပြန် share တယ် relevant team ဆိုတဲ့နေရာမှာဘာတွေပါမလဲဆိုရင်ခုနက GM တို့ CEO တို့ဒါတွေအပြင်မှာနောက်ထပ်ဘာတွေပါနိုင်လဲဆိုတော့သက်ဆိုင်ရာ department တွေကိုလည်း share နိုင်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ team တွေကနေပြီးတော့သက်ဆိုင်ရာ department တွေကနေပြီးတော့ကျွန်တော်တို့ feedback တွေပေးမယ်ဥပမာဆိုပါစို့ကျွန်တော်တို့customer တွေကကျွန်တော်တို့ဒီလွှမ်းရဲ့ customer ပဲဆိုပါစို့လွှမ်းရဲ့ customer တွေကကျွန်တော်တို့စီမှာခုနောက်ပိုင်းမဝယ်တော့တာမျိုးဒါဆိုရင် chance ဖြစ်တာလို့လည်းပြောလို့ရနိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ explore လုပ်ကြည့်မှသိမှာပေါ့ဒါဆိုရင်ကျွန်တော်တို့က computer အကြောင်းလားဒါမှမဟုတ်ရင် customer တွေရဲ့ survey ပေးတဲ့နေရာမှာ issue ရှိနေလားဒါမျိုးတွေသိဖို့ customer တွေကို survey ကောက်တာမျိုးတွေဒါမျိုးတွေလောက်ရနိုင်တယ်ပေါ့နော်ဒါမျိုးတွေရှိရဆိုရင်ကျွန်တော်တို့မှာလည်း customer survey data တွေ computer data တွေရဲ့ data တွေမရှိသေးဘူးဆိုရင် data collection အဆင့်ကိုပြန်သွားမယ် data collect လုပ်မယ်လုပ်ပြီးသွားရင်အပေါ်ကအဆင့်တွေဖြစ်တဲ့ data cleaning တွေ data modeling တွေဒါတွေပြန်ပြီးတော့လုပ်ဖို့လိုတယ်ပေါ့နော်ဒါကကျွန်တော်တို့ရဲ့ Power BI တကယ် workflow တစ်ခုပဲပေါ့အဲ့တော့ကျွန်တော်နဲ့အတူတူဒီPower BI မှာတကယ်လုပ်ငန်းခွင်မှာသုံးတဲ့ကျွန်တော်တို့ process တွေနောက်တစ်ခုကကျတော့ business metric တွေပြီးရင် data cleaning ကနေပြီးတော့ကျွန်တော်တို့ dashboard sharing လုပ်တဲ့အထိကျွန်တော်တို့ study လုပ်ချင်တယ်ဆိုလို့ရှိရင်9ရက်နေ့မှာဖွင့်မယ်ဇူလိုင်9ရက်နေ့မှာဖွင့်မယ်အတန်းကိုကျွန်တော်တို့ join လုပ်ရပါတယ်ဒီအတန်း course outline လေးကိုလည်း description မှာထည့်ပေးထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ